အမှန်တကောင်ကိုမြင်လိုက်ရတဲ့သူကကျွန်တော်တို့ခြေထောက်တွေကိုဥတီပြီးအပေါ်ကိုအရှိန်ပြင်းပြင်းနဲ့တက်လာနေတာကျွန်တော်အားလို့အော်ပြီးအဖေကိုဖတ်ထားလိုက်မိတယ်အဖေကမျက်ရည်တွေကြားကနေအဖေတောင်းပန်ပါတယ်လို့ပြောတယ်ပင်လယ်ထဲသွားကူရအောင်တဲ့အဖေကကျွန်တော်ကိုပွေ့ချပြီးလှိုင်းလုံးတွေစီဥတီလျှောက်သွားတယ်ကျွန်တော်ကရေမကူးတတ်ဘူးလို့ပြောပေမဲ့သူကဂယုမဆိုင်ပဲကမ်းခြေကနေရေမိုင်ဝက်လောက်ထိအတင်းဆွဲခေါ်သွားခဲ့တယ်ကျွန်တော်အရန်ကြောက်နေမိတာပေါ့ဒါပေမဲ့သူကတော့ရေမောပြီးတွေ့လားဘာမှမဖြစ်ပါဘူးလို့ပြောတယ်ဒါပေမဲ့ကျွန်တော်အောက်ကိုငုံကြည့်လိုက်တဲ့အခါကျွန်တော်တို့ပတ်လဲရေထဲမှာငါးမန်းစုတောင်တွေအများကြီးဝိုင်းပတ်နေတာကိုမြင်လိုက်ရတယ်ကျွန်တော်မျက်နှာတစ်ချက်ထဲနဲ့ဖြူဖြော့သွားပြီးဖေငါးမန်းတွေလို့ပြောလိုက်တဲ့အဖေမျက်နှာလည်းချက်ချင်းပဲထိတ်လန့်ချောက်ချသွားပြီးကျွန်တော်ကိုသူ့ကြောပေါ်တင်ဖို့အသေးအတန်ကြိုးစားတော့တာပဲဒါပေမဲ့သူရေကူးပြီးထွက်ပြေးဖို့လုပ်တော့ငါးမန်းတွေကကျွန်တော်တို့ပတ်လဲမှာကတ်လာပြီးထွက်သွားခွင့်မပေးတော့ဘူးကျွန်တော်ငုံမိတော့တယ်ကျွန်တော်တို့ကိုဘာလို့ဒီခေါ်လာတာလဲဖေလို့မေးမိတော့သူကသွားကိုချိတ်ပြီးထွက်ပြေးဖို့ပဲအတင်းရေကူးနေရှာတယ်ဒါပေမဲ့ငါးမန်းတွေကပို့ပြီးတော့ပဲတိုးကတ်လာတယ်သူဘလောက်ပဲကြိုးစားပါစေသူတို့ကလမ်းပိတ်ထားပြီးအပြင်ပေးမထွက်ဘူးအခုဆိုကျွန်တော်တို့လုံးဝအဝိုင်းခံလိုက်ရပြီးသူတို့ကကျွန်တော်တို့နဲ့လက်မနှဲငယ်အကွာတင်ရှိတော့တယ်ထွက်ပြေးဖို့ကြိုးစားတာကျွန်တော်တို့တည်တော့မယ်လို့ပဲတွေးနေမိတယ်အောက်ကိုငုံကြည့်လိုက်တဲ့အခါကျွန်တော်တို့ရဲ့တက်အောက်မှာငါးမန်းတကောင်ကိုမြင်လိုက်ရတဲ့သူကကျွန်တော်တို့ခြေထောက်တွေကိုဥတီပြီးအပေါ်ကိုအရှိန်ပြင်းပြင်းနဲ့တက်လာနေတာကျွန်တော်အားလို့အော်ပြီးအဖေကိုဖတ်ထားလိုက်မိတယ်အဖေကမျက်ရည်တွေကြားကနေအဖေတောင်းပန်ပါတယ်လို့ပြောတယ်ကျွန်တော်ခြေထောက်ကိုအဲ့ဒီငါးမန်းလာတိုက်မိတာကိုခန်းစားလိုက်ရပြီးအကိုက်ခံရတော့မယ်ဆိုပြီးအန်ဂျိတ်အောက်ခံလိုက်တယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုကျွန်တော်နဲ့အဖေကသူ့ကြောပေါ်ရောက်သွားပြီးအောက်ကိုငုံကြည့်လိုက်တဲ့အခါကျမှအဲ့ဒါတကယ်တော့လင်းပိုင်တကောင်ဖြစ်နေမှန်းသတိထားမိလိုက်တယ်မျက်ရည်တွေကိုတုပ်ပြီးကြည့်လိုက်တော့ကျွန်တော်တို့ပတ်လဲကစူးတောင်တွေအားလုံးဟာလင်းပိုင်တွေဖြစ်နေကြတာဗျကျွန်တော်နဲ့အဖေဟာလင်းပိုင်ကြောပေါ်မှာစီဘီကန်းချီစီကိုပြန်ကူးလာခဲ့ကြတယ်ပြီးတော့ကျွန်တော်တို့စောစောကရေကူးနေခဲ့တဲ့နေရာကိုလှမ်းကြည့်လိုက်တဲ့အခါအောက်မှာဆာလောင်မှုတိတ်နေတဲ့ငါးမန်းကြီးတစ်ကောင်ကိုမြင်လိုက်ရတယ်ဒီလင်းပိုင်တွေဟာအဲ့ဒီငါးမန်းရံကနေကျွန်တော်တို့ကိုကာကွယ်ပေးဖို့အတွက်ဝိုင်းရံထားပေးခဲ့ကြတာဆိုတာကျွန်တော်နားလည်သွားခဲ့တယ်တကယ်လို့သာကျွန်တော်တို့သူတို့စီကနေအတင်းယုံထွက်ပြေးခဲ့မိရင်အဲ့ဒီငါးမန်းကကျွန်တော်တို့ကိုကိုက်တက်သွားလောက်ပြီး